ဘာကျွန်တော်ဒီနံပါတ်4ပေါ့နော်ဆက်ပြမယ်ကျွန်တော်ကြည့်နေထွက်တာလောကပြောမယ်ဇော့ဆိုရင်ထွက်တယ်ဗျာလို့မျိုးဆွဲပါတာပေါ့နော်ဟိုသူကโอเคရလို့မင်္ဂလာပါဒီနေ့အလုပ်ပြန်ပြီပေါ့နော်အလုပ်ပြန်ကျွန်တော်စီသွားဖြစ်မှာဖြစ်ပါတယ်ဒီညဆိုတော့ဗျာစီဆိုင်ကဒီနီးနားမရှိဘူးပေါ့နော်အဲ့ဒါကြောင့်စီသွားထက်ရင်လည်းကျွန်တော်ကြောက်လို့ပေါ့နော်ဟိုနားနေလေးသွားမှာဖြစ်ပါတယ်โอเคစီကမပြနေပြီပေါ့နော်စက်ကွတ်စီမိုင်းလေဟာဒီမှာပေါ့နော်ဒီညဆိုရင်စီဆိုင်တွေကမရှိတော့ဘူးပေါ့နော်ဒီပိတ်လိုက်တယ်သူတို့ကမနေ့ပိုင်းပဲဖွင့်တယ်ပေါ့နော်ညပိုင်း24နာရီဖွင့်တဲ့ဆိုင်ကတော့တစ်ဆိုင်ပေါ့နော်တစ်ဆိုင်လောက်ပဲရှိတယ်ပေါ့နော်ဒီထဲမှာဆိုအဲ့ဒါကြောင့်စီတော့ထမှာဖြစ်ပါတယ်ဒါညဘက်လည်းကောက်ပြတယ်ပေါ့နော်ဒီဘက်မှာမီးတော့တည်နေတယ်ကျွန်တော်ခုလက်ရှိ R7 ပေါ့နော်2026ကတော့ဒီဈေးရမိတ်ဆက်လိုက်ပြီပေါ့နော်ဈေးကတော့ဒီလောက်ပေါ့နော်ဆိုတော့ဗျာဒီရေဟောင်းရဲ့ပါကီဈေးနဲ့စာရနည်းနည်းလေးတော့ပို့သုံးသွားတယ်ပေါ့ဒါပေမဲ့လည်းသူကမူးတွေလည်းပါလာပြီပေါ့နော်ဒီလိုကော်ထွက်နေတယ်ဗျာဒီခါတော့ကျွန်တော်ဒီ R7 ရောက်ပြီးတော့ရတာဝယ်ရမလားလို့စဉ်းစားမိတယ်ပေါ့နော်ခုထွက်တဲ့ကားဒီမူးတွေလည်းတအားစိုးလာတယ်ပေါ့နော်ကျွန်တော်တို့ဒီပြောမှဗျာကျွန်တော် R0 R9 R1 တို့မှာရတဲ့မူတွေပေါ့နော်သူ့မှာရလာပြီဆိုတော့ဗျာဒီ quick shit တာတော့ပေါ်အောင်ရတယ်ဆိုတော့ဒါရလို့ကြော့စိတ်ဖြစ်သွားတယ် R7 ကတော့ရှိုးလို့မရတော့ဘူးနော်ဒီဈေးက3သိန်းခွဲပတ်ချန်လဲပေါ့နော်နေထားတော့ပြင်မယ်3သိန်းခွဲပတ်ချန်လဲဆိုတော့လည်းဈေးကတော့ support ပေးတဲ့ဈေးတော့ဒီလောက်တော့ရှိတဲ့နယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဒီ3သိန်းခွဲပတ်ချန်လဲမှာကျွန်တော် Z900 ကြီးလည်းရှိရပါတယ် Z900 ကျတော့ naked ဆိုတော့ဗျာသူ့မှာ Z900 မှာလည်းမူတွေလည်းစိုးတယ်ပေါ့နော်ဒီချက်စရာတွေတော့ဒီ CBI 65R တို့ဒီချက်စရာတွေရှိတယ်ပေါ့နော်အားစပဲဒီလိုကတော့ဒီမှာကျွန်တော်နံပါတ်ဂီယာ3နံပါတ်နဲ့နံပါတ်3နဲ့တော့အဲ့ဒါကျွန်တော်ဆွဲလိုက်ရမယ်ညာဆွဲလို့ရှိရင်သူကဇော့ဟန်နဲ့ထွက်တယ်ပေါ့နော်အဲ့ဒါအားစပဲပြောမယ်သူအားသာချက်တစ်ခုပေါ့နော်ဒီမှာတော့တိတ်တော့ဆွဲလို့မရဘူးပေါ့နော်ဆွဲလို့ဒီ plate လေးခုတော့ plate တွေဒါဆိုးနေတယ်ဗျာဒီမှာနည်းနည်းလေးပဲသွားမှာပေါ့နော်ဘာကျွန်တော်ဒီနံပါတ်4ပေါ့နော်အဲ့ဒါဆက်ပြမယ်ကျွန်တော်ကြည့်နေထွက်တာလောကပြောမယ်ဇော့ဆိုရင်ထွက်တယ်ဗျာလို့မျိုးဆွဲပါတာပေါ့နော်ဟိုသူလည်းထုတ်ပေးဖြစ်တယ်ဆိုတော့ဗျာဒါတော့မိုက်တယ်ပေါ့နော်ထုတ်ပေးဆိုတော့ဗျာကားတော့ပြေးတယ်နော်ဒီမှာဒီကျွန်တော်7နိုင်ရှိပေါ့နော်7နိုင်ကားပြေးတယ်ဗျာဒါပုံမှန်ပဲပေါ့နော်ဒီမှာကျွန်တော်7နိုင်ကျော်7နိုင်တိုးတော့ကားရှိသေးတယ်ပေါ့နော်โอเคစီဆိုင်စီဖြစ်မှာဗျာပုံမှန်ပဲဒီမှာတော့စီတန်းစီနေရတာပေါ့နော်ဒီလိုစီဆိုင်တစ်ဆိုင်ပဲရှိတယ်ပဲဒီမှာအခုတော့လူတော့သိမရှိဘူးနော်โอเคတရားဘိုး2လိခွဲပေါ့နော်စီစဉ်နေပြန်ကြတယ်ပေါ့နော်ကျွန်တော်အများကြီးမထက်ဘူးလားပြီးမထက်ပါခါထက်တရားပေါ့နော်
တရားစီးရပါတရားစီးပြီးတဲ့ခါပြန်လက်ထက်ဒါဆိုကျွန်တော်ကဒီလို့ညဘက်မှာပြီးရဆိုဗျာစီကူလို့ရှိရင်ကပြန်မောင်းရတာပေါ့နော်အဲ့လိုမျိုးနဲ့ကားပိတ်နော်ဒီမှာဒီနေ့မှဈေးရှိလို့ရှိရင်ပို့လို့ပိတ်တယ်ပေါ့နော်ခေါ်တော့သိပြီးတော့ခုံမဖြစ်ဘူးဒါနဲ့ပါနေသေးတယ်ပေါ့နော်ဒါပေမဲ့မိုက်တယ်ဟာ ADB 130ဆင်းတာโอเคစီဖြစ်ပြီးပြီဆိုတော့ဒါကျွန်တော်တကြောင်တော့ချီချီလေးဆွဲလို့ဆွဲချင်တယ်ပေါ့နော်